Alex ကခေါင်းကိုလှည့်ကြည့်လိုက်ချိန်မှာလှပတဲ့လူငယ်မိန်းမတစ်ယောက်ကသူမရဲ့ဖက်နှက်တွေကိုချွတ်နေတယ်ဆိုတာမြင်လိုက်ရတယ်။အဲ့ဒီနောက်သူမကအဝတ်စားတွေကိုချွတ်ပြီးမြေပြင်ပေါ်မှာစနစ်တကျထားလိုက်တယ်။ Alex စိတ်ဝင်စားလာတာကြောင့်ဘာဖြစ်နေလဲဆိုတာကြည့်ဖို့အနားကပ်လာခဲ့တယ်။အနားရောက်ခါနီးအချိန်မှာပဲအဲ့ဒီမိန်းကလေးကရုတ်တရက်လှည့်ကြည့်လာခဲ့တယ်။ Alex လုံးဝမျက်လုံးပြူးသွားခဲ့ရတယ်။ရှေ့မှာရှိနေတဲ့မိန်းကလေးဟာသူမနဲ့လုံးဝရုပ်တူနေတယ်ဆိုတာကိုသိသွားတယ်။တစ်စက္ကန့်တောင်မတွေးဝေပဲအဲ့ဒီမိန်းကလေးကလာနေတဲ့ယထာဘက်ကိုတိုက်ရိုက်လျှောက်သွားလိုက်တယ်။ Alex ကသူမယထာလမ်းအောက်ကိုခုန်ချလိုက်ပြီးကျင်းမြောင်းတဲ့လမ်းကြောင်းပေါ်ပြုတ်ကျကတေးဆုံးသွားတာကိုမြင်လိုက်ရတယ်။ Alex ကတေးဆုံးသွားတဲ့မိန်းကလေးခြံထားခဲ့တဲ့ပစ္စည်းတွေကိုကြည့်နေတယ်။အဲ့ဒီအချိန်မှာပဲကြောက်မက်ဖွယ်တွေးတစ်ခုရုတ်တရက်သူမရဲ့အတွေးတွေကိုဝင်လာခဲ့တယ်။ဘယ်သူမှသတိမထားမိတဲ့အချိန်မှာ Alex ကကြောပိုးအိတ်ကိုချက်ချင်းကောက်ယူလိုက်တယ်။အဲ့ဒီနောက်တန့်စင်ခန်းထဲဝင်ပြီးအိတ်ကိုဖွင့်ကြည့်လိုက်တယ်။အိတ်ထဲမှာဖုန်းနှလုံးပဲတွေ့ရတယ်။ဒါအပြင်ငွေအများကြီးပါရှိနေခဲ့တာကြောင့် Alex ကအဲ့ဒီငွေတွေကိုသူမရဲ့အိတ်ထဲထည့်လိုက်တယ်။ပြီးတော့မိန်းကလေးရဲ့ရင်မောင်းလိုင်စင်ကိုထုတ်ကြည့်လိုက်တဲ့အခါအိတ်လိပ်စာတစ်ခုကိုတွေ့လိုက်ရတဲ့ကပ်ပေါ်ကတပုံကိုကြည့်လိုက်တော့သူမနဲ့တပုံနဲ့တူနေခဲ့တယ်။ Alex ကအိတ်ထဲကတော့အစုံတစ်စုံကိုထုတ်ယူပြီးအဲ့ဒီမိန်းကလေးရဲ့အနေနဲ့ဆက်နေဖို့ဆုံးဖြတ်လိုက်တယ်။မကြခင်မှာပဲ Alex ကမိန်းကလေးရဲ့အိမ်ကိုရောက်လာခဲ့ပြီးကြောပိုးအိတ်ထဲကတော့တွေကိုအသုံးပြုပြီးတကားဖွင့်ကအိမ်ထဲကိုအောင်မြင်စွာဝင်ရောက်သွားခဲ့တယ်